ဒါခွေးညွန့်လို့ခေါ်ပါတယ်ဒါမွန်ပြည်နယ်တို့ကရင်ပြည်နယ်တို့မှာဒီမွန်ပြည်နယ်ကလူတွေကရင်ပြည်နယ်ကလူတွေစားတယ်ပေါ့နော်အခုကျွန်တော်လိုက်ခုမယ်လိုက်ကြည့်ပေးပါဗျသူ့အနံ့ကတစ်မျိုးလေးပေါ့နော်အနံ့မွေးတာလည်းမဟုတ်ဘူးမွေးတာတော့မဟုတ်ဘူးဒါပေမဲ့နန်တာလည်းမဟုတ်ဘူးအဲ့လိုမျိုးစိမ့်ရွှင်ရွှင်လေးဒါပေမဲ့စားလိုက်ရင်ကောင်းတယ်ဒီပါဘလို့ကောင်းတာလဲဆိုတော့ဥပမာကျွန်တော်တို့ကသမင်းစားတဲ့ခါမှာအဆက်လုံးဝမစားဘူးပေါ့နော်အဲ့ဒါကြာစားရင်လည်းအီလာတာရှိတယ်အဲ့ဒါဒီကောင်လေးတရွက်လောက်ကျွန်တော်ဆိုရင်ဒီကောင်လေးတရွက်လောက်ကိုက်စားလိုက်ရင်အီပြေသွားတယ်အဲ့လိုမျိုးပေါ့ဒီမွန်ပြည်နယ်ကလူတွေကတော့အများကြီးစားတယ်သူကတစ်ခါစားရင်အများကြီးစားတယ်အဲ့လိုမျိုးကျွန်တော်ကတော့တရွက်ချင်းစားတယ်ပေါ့နော်ဒီမှာဒါခွေးညွန့်လို့ခေါ်တယ်ဒါသူကအတီးတီးတယ်ဗျသူ့အတီးကလည်းမျိုးဟိုဘယ်လိုပြောရမလဲမညီမညာကထုကထုအတီးမျိုးအဲ့ဒီအတီးကိုလည်းအစိမ်းစားတယ်စားလို့တော်တော်ကောင်းတယ်ကျွန်တော်တို့တစ်လုံးစားလိုက်ပြီဒါပေမဲ့ဗီဒီယိုရိုက်ထားဖို့မေ့သွားပြီကျွန်တော်တို့အခုကတီးလောက်အပင်လေးတွေကမကြီးသေးဘူးကျွန်တော်တို့တီးတဲ့ခါကျရင်ပြန်ပြမယ်ဒီမှာဒါလေးကခွေးညွန့်လေးဖြစ်ပါတယ်ဒါကျွန်တော်မျက်ရည်သွားတော့အကုန်ပါသွားတယ်ပေါ့နော်ပြန်ထွက်လာတယ်သူကအဲ့လိုမျိုးကိုမြင်တော့တော့ခြံထားပေးတယ်ဒါပေမဲ့မမြင်လိုက်ရင်ပါသွားတယ်ပေါ့မျက်ရည်ရင်းနဲ့ဒါဒီပင်ဆိုတော့ကြီးနေပြီပေါ့နော်ထားလိုက်လို့ရတယ်ဒါအတီးသေးမယ်ပေါ့ကျွန်တော်ထားလိုက်မယ်ဒီတီးလောက်ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တော်တော်စားလို့ရပါပြီ